ကျေးဇူးတော်ဆုံးကုံတော်နန္ဒနဲ့ပြည့်စုံတော်မူသောရှင်တော်မြတ်ဖရာအားဗနာယုကျိုးလက်ဆုံမှု၍ရှင်ကိုဥခိုက်ပြီးဖရာသားတော်ကြီးအစစ်ဖြစ်သွားတော်မူသောကျေးဇူးတော်ရှင်အကမဟာပဏိတမိုးကုတ်ဆရာတော်ဖရာကြီး၏ကျေးဇူးတော်ဂုဏ်တော်ဉာဏ်တော်တို့ကိုအမြဲထာဝရဥထိတ်မှထားပြီးဆရာတော်ဖရာကြီးမှာပိဋကတ်သုံးပုံကိုမွေနောက်6ချအနှစ်သားထုတ်ပြီးခန္ဓာဉာဏ်ရောက်သဘောပေါက်ပါစေခြင်းကဘုရားအာဘောကြဆုံးမဟောကြားတော်မူတဲ့ဥပနိဒေယအတိုင်းကျေးဇူးရှင်ဧကမဟာကမ္မထာနာစရိယဆရာတော်ဥတုမနာနိဘေညွန်ကြားတင်ပြထားသည့်အတိုင်းဘုန်းကြီးတို့လေ့လာထားသလောက်ကြိုးစားထားသလောက်ဉာဏ်ရောက်သလောက်ကိုတရားဓမ္မတွေအားကျေးဇူးပြုတော်ပါမယ်ငါသည်မုတ်ချသေးရမည်သုံးခေါက်ပွားကြပါငါသည်မုတ်ချသေးရမည်အချိန်တိုင်းသာလိုတော်သည်အသေးမဥခင်ဉာဏ်ဥမတော်မည်ငါသည်မုတ်ချသေးရမည်အချိန်တိုင်းသာလိုတော်သည်အသေးမဥခင်ဉာဏ်ဥမတော်မည်ငါသည်မုတ်ချသေးရမည်အချိန်တိုင်းသာလိုတော်သည်အသေးမဥခင်ဉာဏ်ဥမတော်မည်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော်သည်အသေးမဥခင်ဉာဏ်ဥမတော်မည်ကဲအသေးမဥခင်ဉာဏ်ဥမတရားလေးတွေအချိန်ရှိခိုက်စားလိုက်ကြရအောင်ယနေ့သာသနာတော်နှစ်2569ခုနှစ်ဩဇာတက္ကရာ1389ခုနှစ်နှစ်ယုတ်လဆန်း6ရက်နေ့မန္တလေးတိုင်းဒေသကြီးစင်ကိုင်မြို့နယ်ထန်းသုံးပင်ကျေးရွာအရိယဝန္တမောဂဝိပဿနာမေခင်ဓမ္မရိပ်သာကြီးအတွင်း၌ဆယ်ရက်တိုင်တိုင်ကျင့်ပပြုလုပ်အပ်သောမောဂဝိပဿနာတရားဝဲကြီးကလည်းပထမဦးဆုံးနေ့ညနေပိုင်းသစ္စာလေးပါးတရားညနေပိုင်းသစ္စာလေးပါးတရားအဖြစ်ဟောကြားအပ်သောဓမ္မစက္ကပဝတ္တနာတုတ်ကိုလေ့လာသုံးသပ်ခြင်းဘုန်းကြီးတို့ဒီပွဲမှာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားထားခဲ့တဲ့တရားဥဓမ္မစကြာဒေသနာတော်ကိုဆယ်ရက်တိုင်တိုင်ဟောပြောမယ်လို့နှလုံးသွင်းထားပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးတရားဥအနေနဲ့ဟောကြားထားခဲ့တဲ့မြန်မာလူမျိုးတွေကတော့ဓမ္မစကြာလို့ခေါ်တယ်ပါဠိစာပေမှာတော့ဓမ္မစက္ကပဝတ္တနာသုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ပေါ့အဲ့တော့ဒီသုတ်တန်ကြီးကိုဘုန်းကြီးတို့ဝဏီမဟာဝါမာလာရှိတယ်ပေါ့အဲ့တော့ဝဏီမဟာဝါမာလာရှိတဲ့မြတ်စွာဘုရားဟောကြားထားခဲ့တဲ့တရားဥဓမ္မစကြာဒေသနာတော်ကိုခြေခံပြီးတော့မှသစ္စာလေးပါးတရားဒေသနာတော်များကိုဘုန်းကြီးတို့ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဓမ္မစကြာတရားဒေသနာတော်ဟာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့အင်မတန်မှယဉ်နေတယ်ပေါ့တော်များများကတရားဥဓမ္မစကြာဒေသနာတော်ကိုရကြတယ်ယုံကြည်ကြည်နဲ့ရွတ်ဖတ်ကြတယ်ပွားများကြတယ်တရေစေကြတယ်ဒါလည်းကုသိုလ်ကောင်းမှုရပါတယ်မိမိတို့ရွတ်ဖတ်ပြီးတော့ပူဇော်နေတဲ့တရားဥဓမ္မစကြာဒေသနာတော်ဟာဘယ်လိုအဓိပ္ပာယ်တွေရှိသလဲဆိုတာကိုတပ္ပမုံတို့ကစာပေမှာလာတဲ့အတိုင်းရှင်းပြမှာဖြစ်တယ်ပေါ့နော်ဝဏိမဟာဝကမှာလာရှိတဲ့ဓမ္မစက္ကပဝတ္တနာတုတ်ကိုဘုန်းကြီးတို့လေ့လာကြည့်တဲ့အခါမှာအထကရာကတော့အထွေထူးကြီးပြောထားတာမတွေ့ရဘူးပေါ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့အထကရာကတော့
သေသေးချာချာရှင်းပြထားတာကိုမတွေ့ရဘူးဓမ္မစကဘဝတနာတုတ်ကိုတာရထဒီပနီလို့ခေါ်တဲ့တီကာမှာတော့သေသေးချာချာရှင်းပြထားတာကိုတွေ့ရတယ်ပေါ့ခုဘုန်းကြီးတို့ဟောကြားထားမဲ့ဟောကြားပေးမဲ့ဓမ္မစကဘဝတနာတုတ်တန်ကြီးကိုတာရထဒီပနီတီကာမှာလာရှိတဲ့အတိတ်ဘယ်တွေကိုအခြေခံပြီးတော့မှလည်းဟောကြားပေးမယ်တောင်မြို့မဟာကဏယုံဆရာတော်ဘုရားကြီးဟောကြားထားခဲ့တဲ့ဓမ္မစကြာတရားဒေသနာတရားဆိုတာလည်းရှိတယ်ပေါ့နောက်တစ်ခါဘုံဘုံတို့နာမဆရာတော်ဘုရားကြီးများတို့ရေးသားထားခဲ့တဲ့ဓမ္မစကြာယရနာဆိုတဲ့တရားဒေသနာလည်းရှိတယ်ပေါ့နောက်တစ်ခါမဟာစီဆရာတော်ဘုရားကြီးများတို့ရေးသားထားခဲ့တဲ့ဓမ္မစကြာတရားဒေသနာတော်ဆိုတာလည်းရှိတယ်ပေါ့အဲ့ဒီတရားတော်တွေတဲကနေပြီးတော့မှခြုံငုံလေးလာသုံးသပ်ပြီးတော့မှယောဂီပေါင်းသူတော်ကောင်းတွေကိုဘုံဘုံကဟောကြားပေးမယ်လို့ဒီလိုနားလည်ရမယ်နော်ဓမ္မစကပဝတ္တနာတုတ်ဆိုတာဘာကိုပြောတာလဲဆိုတော့တကယ်တမ်းကျတော့ဘုံဘုံတို့မြတ်စွာဘုရားစပြီးတော့တရားဟောတဲ့ဓမ္မစကြာတရားဒေသနာတော်ဟာသစ္စာလေးပါးကိုပြောတာပဲဒါကြောင့်မလို့ကျေးဇူးတော်ရှင်မောဂုတ်ဆေတော်ကြီးပြောတဲ့စကားလေးမှတ်မိတယ်အဲ့တော့မြတ်စွာဘုရားကဘုရားဖြစ်ဖြစ်ချင်းမှာဒါနကထာကိုလည်းမဟောသေးပါဘူးတဲ့သီလကထာကိုလည်းမဟောသေးပါဘူးတဲ့အဲ့တော့မြတ်စွာဘုရားကဘုရားဖြစ်ဖြစ်ချင်းမှာသစ္စာလေးပါးတရားကိုဟောကြားတာဓမ္မစကပဝတ္တနာသုတ်တံဆိုတာသစ္စာလေးပါးကိုပြောတယ်ဟလားအလုတ်ပေးတရားအစစ်ကြီးလို့ဒီလိုနားလည်ရမယ်နော်အဲ့တော့ယောဂီသူတော်စင်တို့ဟာဓမ္မစကပဝတ္တနာသုတ်ကိုနားလည်လိုက်ပြီဆိုလို့ရှိရင်သစ္စာလေးပါးတရားကိုလည်းကောင်းကောင်းကြီးနားလည်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားဟာဘုရားစဖြစ်ချင်းတရားဥကိုစဟောခြင်းမှာပဲသစ္စာလေးပါးကိုအဓိကထားပြီးတော့ပြောခဲ့တယ်အဲ့တော့ဘာကြောင့်သစ္စာလေးပါးတရားကိုတရားဥတိုင်းဘုရားရှင်တိုင်းသစ္စာလေးပါးတရားကိုဟောကြားတာလဲဆိုရင်သစ္စာလေးပါးကိုမသိပါပဲနဲ့မြည်သူတူတယောက်မှာကြွတန်းဝင်ယူထုံးစံကမရှိဘူးကိုအဲ့တော့လောကမှာဒုက္ခခတ်သိမ်းကင်းကျင်ရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်တယ်ဆိုတာသစ္စာလေးပါးကိုသိသွားလို့ပဲပေါ့နော်အဲ့တော့မြည်သူတူတယောက်မှာကိုယ့်ရဲ့တဏ္ဍာမှာရှိနေတဲ့သစ္စာလေးပါးကိုပိုင်းခြားပြီးတော့မသိသမျှကာလပတ်လုံးထိုးထွင်းပြီးတော့မသိသမျှကာလပတ်လုံးနိဗ္ဗာန်လို့ခေါ်တဲ့နိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်ခြင်းရှိမှာမဟုတ်ဘူးဓမ္မစကပဝတ္တနာသုတ်တံလို့ခေါ်တဲ့ဒီဒေသနာတော်ကြီးဟာသစ္စာလေးပါးကိုမြတ်စွာဘုရားအကျယ်တဝန်းဝေဖန်ပြီးတော့ရှင်းပြထားတာပဲဖြစ်တယ်ဒါကြောင့်ဘုန်းဘုန်းတို့ကယောဂီသူတော်စင်တို့ဟာဓမ္မစကပဝတ္တနာသုတ်တံလို့ခေါ်တဲ့ဒီတရားဒေသနာတော်မြတ်ကြီးကိုနာကြားပြီးတော့လေ့လာပြီးတော့ပြီးမဲ့ခွင့်ရကြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောကြားထားခဲ့တဲ့သစ္စာလေးပါးတရားကိုကိုယ်တိုင်သိခွင့်ရကြမှာပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကသစ္စာလေးပါးကိုသိပြီးတော့မှဟလာသိစေခြင်းတာပဲဘာကြောင့်လဲဆိုရင်သစ္စာမသိပြီဆိုရင်တရားဝါတွေဟာဥပြီးတော့နာပြီးတော့သိပြီးတော့တဲ့မှာဝဲလူလဲပြီးတော့ဒုက္ခတွေရင်ဆိုင်တွေ့ကြုံနေကြရတာပဲလေဒါကြောင့်မနေ့ကဘုံဘုံပြောခဲ့ပါတယ်စတုံနံဘိက္ခဝေအရိယသစ္စာနဲ့အနနုဘောဓအပတိဝေဒဒီကမတ္တနဲ့တုံမကင်္စမမင်စေဝတန္တရိတံဒါသစ္စာလေးပါးကိုမသိလို့တန်တရားလဲပုံကိုပြောတာจิตသားတို့တဲ့ငါဘုရားတည်လဲသစ္စာလေးပါးကိုမသိသမျှကာလပတ်လုံးကဘာဆက်ဆက်ပရိတန်နေနေခြင်းပေးကမလွတ်ကဲနိုင်ဘူးတဲ့ကဘာဆက်ဆက်ဥခြင်းပေးကလည်းမလွတ်ကဲနိုင်ဘူးတဲ့ကဘာဆက်ဆက်နာခြင်းပေးကလည်းမလွတ်ကဲနိုင်ဘူးတဲ့ကဘာဆက်ဆက်သိခြင်းပေးကလည်းမလွတ်ကဲနိုင်ဘူးတဲ့သင်จิตသားจิตသမီးတို့လည်းသစ္စာလေးပါးကိုမသိသမျှကာလပတ်လုံးမွေးဖော်ရတဲ့ဒုက္ခဥခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခဒီဒုက္ခတွေကဘယ်သောအခါကာလမှာလွတ်ကင်းရိုးထုံးစံမရှိနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကသစ္စာတန်ယုံမှာသင်จิตသားจิตသမီးတို့သစ္စာလေးပါးကိုသိအောင်ကြိုးစားကြလောဒါကြောင့်ယခုလိုမြတ်စွာဘုရားသာသနာနဲ့ကြုံကြိုက်ပြီးတော့တန်ဖိုးရှိလာတဲ့လူဘဝကိုရနေတဲ့အချိန်မှာအရေးအကြီးဆုံးကိုပြောပါဆိုရင်သစ္စာလေးပါးသိဖို့ပဲအဲ့တော့ကိုယ့်ဘဝကိုယ်ခန္ဓာနဲ့အရေးကြီးဆုံးအလုပ်ကိုပြောပါဆိုရင်လည်းသစ္စာလေးပါးသိဖို့ပဲအဲ့တော့သစ္စာလေးပါးမသိခဲ့တဲ့အတွက်ကြောင့်ဘဝတန်တရားမှာရှည်ခဲ့လာတာကြာခဲ့ပြီလေအနမတကောယံဘိက္ခွေတန်တာရောပုပ္ပါကောတိနာပညာယတိမင်းတို့သစ္စာလေးပါးကိုမသိခဲ့တဲ့အတွက်ကြောင့်ဘယ်ဘဝဘယ်ခန္ဓာကစခဲ့တယ်ဆိုတာငါဘုရားရဲ့သက်ပင်ညုတဉာဏ်တော်ကြီးနဲ့အစရှာညာတော်လဲအစမထင်တော့ဘူးတဲ့
ဘာဖြစ်လို့လဲဆိုရင်တန်တရာကြီးကအနတ်မတက်ကောရန်ဘိက္ခုအတော်ကြီးရှည်ခဲ့လို့အဲ့တော့ဘုံဘုံကအဲ့ဒီတုတ်တန်လေးကိုဟောဒီဖြစ်စေဖတ်စီဖြစ်စေအင်မတန်မှတန်ဝေကားရတယ်။အော်ငါတို့တန်တရားကြီးထဲမှာရှည်ခဲ့ပြီ။အဲ့တော့ပုံနာကမေးတဲ့ခါကျတော့အရှင်ဘုရားတန်တရားရှည်တာကိုဘလို့ဥပမာနဲ့ပြနိုင်တော့တဲ့။အဲ့တော့လောကမှာပါရမီတွေဖြည့်ဆည်းပြီးတော့၄တင်ချေနဲ့လာကဘာတသိန်း၈တင်ချေနဲ့လာကဘာတသိန်း16တင်ချေနဲ့လာကဘာတသိန်းဖြည့်ဆည်းမှုခဲ့တဲ့ဘုရားအဆူဆူတွေပွင့်ခဲ့တာတဲ့။ဂင်္ဂါမြစ်ထဲကတဲစုမြတ်မကပဲ။ဒါဥပမာပေးလိုက်တာနော်အဲ့တော့ဘုံဘုံတို့တွေယောဂီတို့တွေကိုဖြတ်တန်းခဲ့တဲ့တန်တရားကြီးဟာဘလောက်ရှိခဲ့တယ်လဲဆိုတာကိုဥပမာပေးလိုက်တာကင်္ဂါဝါလူတဲစုမြတ်မကပွင့်တော်မူသွားကြတဲ့ဖရာအဆူဆူတဲ့နဲတာမှမဟုတ်တာအဲ့တော့ကင်္ဂါမြစ်ထဲမှာရှိနေတဲ့တဲမို့မြတ်မကဖရာတွေပွင့်သွားကြပြီတဲ့တန်တရားကြီးကအတော်ရှိခဲ့ပြီလေအဲ့တော့တန်တရားကြီးအတော်ရှိတာကိုတဲ့မြတ်စွာဘုရားကတန်ဝေကယူကြစမ်းပါဒါတန်ဝေကယူရမှာနော်အဲ့တော့ဒီပုံဒီနည်းအတိုင်းပဲသစ္စာလေးပါးကိုမသိခဲ့လို့တန်တရားထဲမှာသွားလာခဲ့ရတာလေအဲ့တော့မြတ်စွာဘုရားကဗာဆက်ပြောတော့အဝိဇ္ဇာနိဝရဏနဲ့တဏှာတန်ယောဇနာနဲ့အဝိဇ္ဇာလို့ခေါ်တဲ့နိဝရဏတရားကဖောက်အုပ်ထားပြီးတော့တဏှာလို့ခေါ်တဲ့တန်ယောဇဉ်တရားကချီနှောင်တုပ်ဖွဲ့ပြီးတော့မှတန်တရားတစ်ချောင်းလုံးမှာပြေလောအခက်လာလေပြီဒါကြောင့်မြတ်စွာဘုရားကဗာပြောတော့အလံနိဗ္ဗိန္တိတောတဲ့မင်းတို့ညီးငွေတင်ပြီဒါလေးလေးနက်နက်ရှင်းထားရင်တိတ်မှန်တာပဲဒီစကားတန်တရားတစ်ချောင်းလုံးမှာမဖြစ်ဘူးတဲ့ဘဝဆိုတာမရှိတော့ဘူးလေဒုရခဓမ္မတွေကိုယ့်ဘကိုစဉ်းစားကြည့်စမ်းပါအနမတကဒေသနာတော်ဆိုတာမြတ်စွာဘုရားဟောကြားခဲ့တာသုတ်ပေါင်း20လောက်ရှိတယ်ထို့ပါဠိတော်တွေကိုချုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီသုတ်ပေါင်း20လုံးဟာဒီပုံစံကြည့်ပဲမြတ်စွာဘုရားဟောကြားခဲ့တာအဲ့ဒီဒေသနာတော်ကိုနာကြားလက်ပြီးဆိုရင်မဖြစ်ဘူးတဲ့ဘဝဆိုတာမရှိတော့ဘူးတဲ့အဲ့တော့မဖြစ်ဘူးတဲ့ဘဝမရှိတော့ဘူးဆိုရင်ကိုမေးခွန်းလေးမေးကြည့်စမ်းပါငါဘာများဖြစ်ချင်သေးတော့စဉ်းစားကြည့်ရမယ်နော်အဲ့တော့ငါဘာများဖြစ်ချင်သေးတော့လို့မေးကြည့်တဲ့အခါမှာကိုယ့်ရဲ့တဏ္ဍာမှာဖြစ်ချင်တာရှိနေရင်တန်တရားလဲအောင်ပါပဲအဲ့ဒီဖြစ်ချင်တယ်ဆိုတာကတဏ္ဍာတန်ယောဇနာမှန်တယ်မယ်လေကိုယ့်ရဲ့ဝမ်းထဲမှာတန်ယောဇဉ်ရှိနေလို့တန်တရားလဲရတာအကယ်၍သာအဲ့ဒီတန်ရောစဉ်တရားတွေပြတ်တောက်သွားပြီဆိုရင်တန်တရာဟာပြတ်တောက်သွားတာပဲတန်ရောစဉ်တွေရှိနေသည်များကာလပတ်လုံးဖြစ်ချင်တဲ့စိတ်ကရှိနေအောင်မှာအဲ့ဒီဖြစ်ချင်တာရှိနေသည်များကာလပတ်လုံးဘဝတန်တရားထဲမှာအိုခြင်းနာခြင်းတည်ခြင်းလို့ခေါ်တဲ့ပရိစ္ဆေသမုပ္ပါအနုလောမဒေသနာတော်ကြီးကသွားနေအောင်မှာပဲဒါကြောင့်ပရမတ္ထဒေသနာတော်ရမြတ်စွာဘုရားဟောကြားထားခဲ့တဲ့ပရိစ္ဆေသမုပ္ပါကိုအနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်လောကကြီးထဲမှာတရားဟာ2မျိုးပဲရှိတယ်အဲ့ဒီ2မျိုးကဘာလဲဆိုရင်အနုလောမဒေသနာတော်နဲ့ပတိလောမဒေသနာတော်အနုလောမဒေသနာတော်ဆိုတာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဉ်နဲ့အစရှိတဲ့လဲပတ်နေတဲ့တရားဓမ္မကိုမြတ်စွာဘုရားရည်ညွှန်းနေပုဂ္ဂိုလ်တ attva မပါဘူးနော်အဝိဇ္ဇာကနေပြီးတော့ဇာရမရဏတိအင်္ဂါ12ပါးကိုကျေစုပြုနေတာမလားအဲ့တော့တန်တရားကြီးထဲမှာကြည့်လိုက်မယ်ဆိုရင်ငါးသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာပြည့်ညက်လို့သာပြောရတာပါပရမတ္ထလို့စဉ်းစားကြည့်လိုက်တော့အင်္ဂါ12ပါးတန်တရားလဲနေတာပဲဒါကြောင့်ပရမတ္ထအနေနဲ့ချုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်လဲနေတဲ့ဖြစ်စဉ်ကြီးရဲ့အဲ့ဒီလဲနေတာကြီးချုပ်ဆုံးသွားတာရဲ့ဒီနှစ်ခုပဲရှိတယ်ဟုတ်လားပတိလောမဒေသနာတော်ဆိုတာဘာပြောတာတော့အဝိဇ္ဇာယတွေ့ဝအတ္တိတဝိရာဂနိရောဓသင်္ခါရနိရောဓဆိုပြီးတော့မှလာတယ်လေအဝိဇ္ဇာချုပ်သွားမယ်ဆိုရင်သင်္ခါရတရားတွေလည်းချုပ်လိုက်မယ်ကွာသင်္ခါရတရားတွေချုပ်သွားမယ်ဆိုရင်ဝိညာဉ်လည်းချုပ်လိုက်မယ်ကွာဒါကြတော့ဘာပြောတာလဲဆိုလို့ရှိရင်ပုရုဇဉ်ရဲ့တဏ္ဍာမှာလဲနေတဲ့ဟာတရဝရီရဲ့တဏ္ဍာမှာလဲနေတဲ့ပဋိစ္စသမုပ္ပါဆက်ရဲ့ကြီးချုပ်သွားတာကိုပြောတာအဲ့တော့ပဋိစ္စသမုပ္ပါကြီးချုပ်သွားတာဟာနိဗ္ဗာန်ပဲမလားအဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာအင်္ဂါ12ပါးလဲနေတာကိုတန်တရားလို့ခေါ်တယ်အဲ့တော့ဒီလောကကြီးထဲမှာပရမတ္ထအလို့ခြုံပြီးတော့ပြောလိုက်မယ်ဆိုရင်တရားဟာ2မျိုးပဲရှိတယ်တန်တရာနဲ့နိဗ္ဗာန်ပဲအခုဘုန်းကြီးတို့တွေဟာဘယ်ထဲမှာရှိနေတာတော့အဲ့တော့တန်တရာထဲမှာဘာကြောင့်ရှိနေတာလဲဆိုရင်အရှင်ဘုရားတပည့်တော်တို့လဲနေသေးလို့ပေါ့အဖြေကရိုးရိုးလေးပဲကိုယ့်ရဲ့တဏ္ဍာမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးဟာဖြစ်စဉ်ကြီးတစ်ခုဟာတန်တရာထဲမှာဘာကြောင့်ရှိနေတာလဲဆိုရင်အရှင်ဘုရားလဲနေသေးလို့အဲ့ဒီလဲနေတာကြီးကိုရက်ဆိုင်တော့အောင်
အဲ့ဒီလဲနေတာကြီးကိုချုပ်ဆုံးသွားအောင်ကျင့်လိုက်မယ်ဆိုရင်ခြုံငိမ့်သွားမှာပဲအဲ့ဒါနိဗ္ဗာန်ပဲပေါ့နားလဲတယ်နော်ဒါကြောင့်ဒီတတ္တဝါတွေဟာဒီဟလာအနန္တစัจ java လာကြီးထဲမှာကျွတ်တန်းဝင်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ဘယ်မြဆိုတာဒါမျိုးအယူဆမျိုးကိုမြတ်စွာဘုရားကမယူဆဘူးတဲ့ဩဒိယဆိုတဲ့ပုံနာကြီးကမြတ်စွာဘုရားကိုမေးဘူးတယ်ဟလာပရပိုက်ကြီးကလေအဲ့တော့သူတို့ထုံးစံအတိုင်းမေးခွန်းနေပေါ့လေလာတတော်ဝသေးရင်ဖြစ်သေးသလားလို့မဖြစ်တော့ဘူးလားလို့ဒိဋ္ဌိအမေးခွန်းနေမေးတာအဲ့တော့ဒိဋ္ဌိမေးခွန်းနေမေးတော့မြတ်စွာဘုရားကဘယ်လိုပြောတော့ဒီအယူမယူဘူးလာတတော်ဝနဲ့ကံပြီးတော့မေးလာပြီဆိုရင်မြတ်စွာဘုရားဒီအယူမယူဘူးဘာဖြစ်လို့တော့ပုဂ္ဂိုလ်တ attva ဆိုတာရှိမှမရှိတာလေအဲ့တော့ပုဂ္ဂိုလ်တ attva ဆိုတာမရှိတာဖြစ်တဲ့အတွက်ကြောင့်ဖြေလိုက်လို့ရှိရင်ဖြေတဲ့ပုဂ္ဂိုလ်ကဒိဋ္ဌိဖြစ်သွားမှာအဲ့ဒီမေခွန်းမျိုးကဖြေလို့မရတဲ့မေခွန်းနေတတ္တဝါသိရင်ဖြစ်သေးသလားတတ္တဝါသိရင်ဟလားမဖြစ်တော့ဘူးတဲ့လားမဖြစ်ကြည်မဟုတ်ဖြစ်တရားရောက်လားအစရှိတဲ့မေခွန်း10ချက်ရှိတယ်အဲ့ဒီမေခွန်း10ချက်ကိုမြင်ပြီဆိုရင်မြတ်စွာဘုရားကဘယ်တော့မှမဖြေဘူးငါဒီအယူမယူဘူးလို့ပဲပြောတယ်ဖြေလို့မရဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီမေခွန်းတွေကိုဖြေလိုက်မယ်ဆိုရင်ဘာဖြစ်သွားမှာတော့ဒိဋ္ဌိဖြစ်သွားမှာမေခွန်းကပုဂ္ဂိုလ်တ attva နဲ့ကင်မေးတာလေအဲ့တော့မှဥဒ္ဒိယပရပိုက်ကြီးကအဲ့ဒီလိုမေးတဲ့ခါကျတော့မြတ်စွာဘုရားကမပြောဘူးမဖြေတော့ဒါဖြစ်လေအရှင်ဘုရားယူဆတဲ့အယူဆကိုပြောပါအောင်ဆိုတော့မြတ်စွာဘုရားကမဂ်ခင်၈ပါးကိုရှင်းပြတယ်ချက်သားတဲ့မဂ်ခင်၈ပါးအကျင့်ကိုကျင့်မယ်ဆိုရင်တော့လည်နေတဲ့ပိဋကသမုပ္ပါဒ်ကြီးဟာရက်ဆိုင်ပြီးတော့မှဒုက္ခခတ်သိမ်းကိလေသာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်လိမ့်မယ်တဲ့လည်နေတဲ့ပိဋကသမုပ္ပါဒ်ကြီးဟာခြုံဆုံးပြီးတော့မှဒုက္ခခတ်သိမ်းကိလေသာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့ပြောတော့ဩဒိယပရပိုက်ကြီးကဆက်မေးတယ်ကောင်းပါပြီတဲ့အရှင်ဘုရားဟောကြားတဲ့တရားဓမ္မတွေဟာအရှင်ဘုရားလည်းမျက်မှောက်ပြုနိုင်တယ်တာဝကတွေလည်းမျက်မှောက်ပြုနိုင်တယ်ဆိုတော့ကျင့်တဲ့ဆရာပါပဲဒါဖြစ်ရင်တဲ့အရှင်ဘုရားဟောကြားတဲ့လမ်းစဉ်ကြီးကိုလိုက်ပြီးတော့ဘယ်ရွေးဘယ်မြကျွတ်ပြီးတော့ဘယ်ရွေးဘယ်မြလာတတော်ဝါတွေကြံနေသေးလေရသော်ဘုရားကိုသူဒီမေကွန်းဆက်မေးတယ်နော်ဘယ်ရွေးဘယ်မြကျွတ်သွားပြီးတော့ဘယ်ရွေးဘယ်မြကြံနေသေးသလဲဆိုတော့သူ့မေကွန်းကဘယ်ဘက်ပြန်ရောက်သွားပြီတော့ပုဂ္ဂိုလ်တ attva ပဲပြန်ရောက်သွားပြီဘယ်နှယောက်ကျွတ်ပြီးတော့ဘယ်နှယောက်ကြံသေးတယ်ဒါမေးလိုက်တာလေအဲ့တော့မြတ်စွာဘုရားကမဖြေတော့ဘူးအသာလေးငြိမ်နေတယ်အဲ့တော့မှဘေးနားမှာရှိတဲ့ညီတော်အာနန္ဒာကပုံနာတဲ့ဟလာပရပိုက်တဲ့အသင်မေးတဲ့မေကွန်းကပုဂ္ဂိုလ်တ attva ရှိပြန်ရောက်သွားပြီအဲ့တော့မြတ်စွာဘုရားကပုဂ္ဂိုလ်တ attva ပါလာရင်ဖြေရိုးထုံးစံမရှိဘူးဒါကြောင့်မလို့အရှင်းမြင့်နဲ့ဟလာဓမ္မအနေနဲ့ပြောမယ်ဆိုရင်ဒီစัจ java လာကြီးတဲ့ဟာမှာလာအနန္တစัจ java လာအနန္တဟလာတ attva ဘလောက်ပဲရှိရှိတဲ့ဖြစ်စဉ်အနေနဲ့ပြောမယ်ဆိုရင်လဲနေတာနဲ့ချုပ်ဆုံးတော်တာပဲရှိတာပဲလဲနေတာနဲ့ချုပ်ဆုံးတော်တာဒီတစ်ခုမှလို့ရင်ဘာမှမရှိဘူးအခုဘုန်းကြီးတို့ဘာလုပ်နေတာတော့လဲနေတာအဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာအရတ္တဘုံဉာဏ်ရပြီးတော့လေးမဲ့လေးဖို့ထိုးထွင်းပြီးတော့မှခိနာဇာတိဖြစ်သွားရင်ချုပ်ဆုံးသွားမှာပဲအဲ့တော့ဘယ်ဘယ်မြန်ကျွတ်ပြီးတော့ဘယ်ဘယ်မြန်ကြံတယ်လို့ပြောเสียလိုသေးလားဒါတရားဓမ္မကိုလေးလေးတက်တက်စဉ်းစားရင်ဒါပဲရတော့တယ်ဟလားအနိတ္တရာချုပ်ပြီးတော့ပြောလိုက်မယ်ဆိုရင်အနုလောမဒေသနာတော်နဲ့ပฏิလောမဒေသနာတော်ဒီနှစ်ခုပဲရှိတယ်ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တွေဆိုတာနှလုံးသွင်းလို့ကိုမရဘူးအဲ့တော့ဘယ်ဘယ်မြန်ကျွတ်ပြီးတော့ဘယ်ဘယ်မြန်ကြံခဲ့တယ်ဆိုတာလည်းမရှိဘူးငါကျွတ်ပြီးတော့သူတို့ကြံခဲ့တယ်ဆိုတာလည်းမရှိဘူးပရမတ်တဲ့လူကြတော့လဲနေတာနဲ့ချုပ်ဆုံးတာပဲရှိတာပဲလေခုဘုန်းကြီးတို့တန်တန်မှာဘုန်းကြီးတို့တန်တန်ဖြစ်နေတဲ့တရားတွေဘာဖြစ်နေတာလဲနေတာအဲ့ဒီလဲနေတဲ့တရားတွေကိုသစ္စာလေးပါးသိပြီးတော့ချုပ်ဆုံးအောင်ရက်ဆက်အောင်လုပ်လိုက်ပြီဆိုရင်ချုပ်သွားမှာပဲအဲ့ဒီချုပ်ဆုံးသွားတာဟာနိဗ္ဗာန်ပဲဒါကြောင့်ဘုန်းဘုန်းတို့ယမကဖြေတာဒါပဲလေအရှင်ဘုရားတဲ့ပုဂ္ဂိုလ်တ attva မရှိပါဘူးတဲ့ရှင်သာရိပုတ္တရာပုဂ္ဂိုလ်တ attva မရှိတော့ပါဘူးဒါဖြစ်ရင်ဘယ်လိုယူဆတော့ဘုရားတဲ့ရှင်သာရိပုတ္တရာမေးတော့ယမကယန္တန်သိရင်ဖြစ်သေးသလားလို့မင်းဘယ်လိုပြောမလဲတဲ့အဲ့ဒီမှာယမကဖြေတာလေးကိုကြည့်ဒီသဘောတရားကိုပဲဖြေသွားတာရှင်ဘုရားတပည့်တော်ယဟန္တာလို့လည်းမယူဆပါဘူးတဲ့အကျင့်တရားဟာဒုက္ခလေးပါပဲတဲ့အဲ့ဒီဒုက္ခလေးချုပ်ဆုံးသွားတာပါအဲ့တော့လောကကြီးထဲမှာဒုက္ခတဲ့ဒုက္ခချုပ်ဆုံးတာဒီနှစ်ခုပဲရှိတယ်နားလဲတယ်နော်အေးဒါကလောကအနေနဲ့ဘုံဘုံကတရားကိုလေးလေးနက်နက်နဲ့နားလည်ဖို့ရပြောပြတာဒီနှစ်ခုပဲရှိတယ်ယောဂီသူတော်စင်တို့ဉာဏ်ထဲမှာစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒုက္ခနဲ့ဒုက္ခချုပ်ဆုံးသွားတာပဲရှိတယ်
တော့တန်တရားထဲမှာရှိနေသေးရင်ဒုက္ခရှိနေအောင်မှာပေါ့အဲ့တော့တန်တရားတွေကလွတ်မြောက်သွားပြီဆိုရင်ဘယ်ဒုက္ခမှမရှိတော့ဘူးနားကိုလေရဲ့လားအေးဒါကြောင့်မလို့သစ္စာ၄ပါးတရားဆိုတာအလွန်တရာမှနည်းနည်းခက်ခဲတယ်ပေါ့နော်ဟုတ်ဓမ္မစကြာတရားဟုဒေသနာတော်ဆိုတာသစ္စာ၄ပါးကိုရည်ညွှန်းတာပါဒါကြောင့်သစ္စာ၄ပါးသိအောင်ကြိုးစားကြရလိမ့်မယ်နော်ကောင်းပြီဘုံဘုံတို့စတင်ပြီးတော့ဟောကြားရအောင်အဲ့တော့စတင်ပြီးတော့ဟောကြားဆိုတော့အရင်ဆုံးဘာကိုလေ့လာရမလဲဓမ္မစက္ကဆိုတဲ့ဒီအတိပ္ပယ်လေးကိုအရင်ဆုံးမှတ်သားရမယ်ဓမ္မစက္ကပဝတ္တနာတုတ်မှာဓမ္မစက္ကဆိုတဲ့ပါဠိဟာဘာကိုပြောတာတော့ဘုံဘုံတို့ဓမ္မစက္ကဆိုတာစာပေကရှင်းပြထားတယ်ဟုတ်လားဓမ္မစက္ကဆိုတာဘာကိုပြောတာလဲဆိုရင်တဲ့မြတ်စွာဘုရားရဲ့တန်တန်မှာတဲ့သစ္စာ၄ပါးတရားကိုထိုးထွင်းပြီးတော့သိတဲ့လားပฏิဝေဒဉာဏ်အဲ့ဒီပฏิဝေဒဉာဏ်ကြီးကိုတဲ့စတင်ပေါ်ပေါက်ပြီးတော့လဲပက်အောင်ဟောကြားတဲ့ဒေသနာဉာဏ်ဓမ္မစက္ကဆိုတာဘာကိုပြောတာလဲဆိုရင်ပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်ကိုပြောတာနားလည်ပြီနော်ဓမ္မဆိုတာကပฏิဝေဒဉာဏ်ရဲ့ဒေသနာဉာဏ်ရဲ့စက္ကဆိုတာလဲပက်ပြီးတော့စတင်ပြီးတော့ပေါ်ပေါက်လာတာဓမ္မစက္ကဆိုတာပฏิဝေဒဉာဏ်ရဲ့ဒေသနာဉာဏ်ကြီးရဲ့စတင်ပြီးတော့မလုပ်လာတာပေါ်ပေါက်လာတာကိုဓမ္မစက္ကလို့ဒီလိုနားလည်ရမယ်နော်အဲ့တော့ဒီနေရာမှာဘုံဘုံတို့လေ့လာကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟာတရားဟောတယ်ဆိုတာပฏิဝေဒသူကိုယ်တိုင်သစ္စာ၄ပါးကိုထိုးထွင်းပြီးတော့မှဒေသနာဉာဏ်နဲ့ဟောတာနော်ဒါကြောင့်တရားဆိုတာကိုယ်တိုင်သိအောင်အရင်မကြိုးစားရဘူးလားပฏิဝေဒဉာဏ်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးတော့သိတာကိုဆိုလိုတယ်ဉာဏ်ဆိုတာမတူတတ်ဘူးလေအနုဘောဓဉာဏ်လည်းမရှိဘူးလားအနုဘောဓဉာဏ်ကတစ်မျိုးပฏิဝေဒဉာဏ်ကတစ်မျိုးဉာဏ်နှမျိုးရှိတယ်အနုဘောဓဉာဏ်ဆိုတာကကြတော့ဆရာသမားဟောတာကိုအစဉ်လျှောက်ပြီးတော့သိတာဒါကိုယ်တိုင်သိတာတော့မဟုတ်ဘူးနော်တရားနာလို့သိတဲ့ဉာဏ်ကိုဘာလို့ခေါ်တော့အနုဘောဓဉာဏ်ပฏิဝေဒဉာဏ်ကြတော့ဒီလိုမဟုတ်ဘူးကိုယ်တိုင်ထိုးထွင်းပြီးတော့သိတာဘလို့သိတော့ဤတရားကဒုက္ခသာဒီဒုက္ခကဤများသာဒီဤဒုက္ခတဲ့အပိုလည်းမရှိဘူးအလိုလည်းမရှိဘူးအဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာရှိနေတဲ့ဒုက္ခတွေကိုဖယ်ရှားပြီးတော့မှအဲ့ဒီဒုက္ခချုပ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုထိုးထွင်းပြီးတော့သိတဲ့ဉာဏ်ကိုပฏิဝေဒဉာဏ်လို့ခေါ်တယ်အဲ့ဒီအစဉ်ကိုရောက်မှသာလျှင်ကိုယ့်ရဲ့ကိစ္စပြီးဆုံးတယ်လို့ခေါ်တယ်ခုဒုဒဂရမတွေကအနုဘောဓဉာဏ်ကိုအခြေပြုပြီးတော့မှမဂ္ဂင်၅ပါးနဲ့ကြိုးစားနေကြတာနော်အဲ့တော့ဝိပဿနာတရားအားထုတ်တယ်ဆိုတာဘာလို့တာလဲမေးရင်ဆရာသမားဟောကြားလိုက်တဲ့အနုဘောဓဉာဏ်မြတ်စွာဘုရားဟောကြားလိုက်တဲ့အနုဘောဓဉာဏ်ကိုအစဉ်လျှောက်ပြီးတော့မှကိုယ်တိုင်ဝိပဿနာဉာဏ်နဲ့ပฏิဝေဒဉာဏ်အမြင်ပေါက်ဖို့ရာအတွက်ကြိုးစားတာကိုခေါ်တယ်ဒါကြောင့်ဝိပဿနာတရားအားထုတ်တာဘာလဲလို့မေးရင်အနုဘောဓဉာဏ်ပေါ်မှာအခြေပြုပြီးတော့ပฏิဝေဒဉာဏ်ရဖို့ရအတွက်ကြိုးစားတာပါလို့ဖြေရင်လည်းလွဲပါမလားပฏิဝေဒဉာဏ်ဆိုတာကိုယ်တိုင်ထိုးထွင်းပြီးတော့သိရတာလေတရားဆိုတာကိုယ်တိုင်သိရတာနော်အဲ့တော့ကိုယ်တိုင်ထိုးထွင်းပြီးတော့သိမှသာလေဒိဋ္ဌဓမ္မောဖြစ်မှာပေါ့အဲ့တော့ကိုယ်တိုင်ထိုးထွင်းပြီးတော့မသိဘူးဆိုလို့ရှိရင်တရားရဲ့အနှစ်သာရကိုနားလည်အောင်မှာမဟုတ်ဘူးဒါကြောင့်ကိုယ်တိုင်ကထိုးထွင်းပြီးတော့မသိပါပဲတဲ့တရားတွေကိုဟောခဲ့မယ်ဆိုလို့ရှိရင်လဲမွားသွားနိုင်တဲ့အနေအထားတွေရှိတယ်လေရုပ်စွာဆိုပရိယတ္တိတကြွတဲ့ပုဂ္ဂိုလ်တွေတောင်မှတရားစိတ်တရားမှန်ကိုထိုးထွင်းပြီးတော့သိရတဲ့အရိယာတို့သိရတဲ့တရားတွေပြောလာပြီဆိုရင်ပရိယတ္တိဘလောက်ပဲတက်ကျွမ်းသိနေပါစေတဲ့ဒိဋ္ဌဓမ္မောမဖြစ်ဘူးတဲ့အဲ့တော့ဒိဋ္ဌဓမ္မောဖြစ်တယ်ဆိုတာကိုယ်တိုင်ကပฏิဝေဒဉာဏ်နဲ့ထိုးထွင်းပြီးတော့သိမှဖြစ်တာလေအရှင်ဘုရားတာရကအနေနဲ့ပြပါဆိုရင်ဓမ္မပဒဒေသနာတော်ကြီးမှာလာရှိတဲ့ဒွေတဟာယဝတ္ထုမှာကြည့်အဲ့တော့ပိဋကတ်သုံးပုံတက်ကျွမ်းတဲ့မထေရမြတ်ကိုမြတ်စွာဘုရားမေးခွန်းတွေမေးတယ်သူနဲ့ဆိုင်ရာမေးခွန်းတွေမေးတော့သူဖြေနိုင်တာပေါ့အဲ့တော့စတင်ပြီးတော့မှသောတာပန်တို့သိရတဲ့တရားကိုသူ့ကိုမေးတယ်အဲ့တော့သောတာပန်တို့သိရတဲ့တရားကိုမေးတော့မဖြေနိုင်တော့ဘူးသူအပိဋကတ်သုံးပုံကိုပဲသိတာလေရှာကိုပဲသိသေးတာအနုဘောဓဉာဏ်ပဲရှိသေးတာပฏิဝေဒဉာဏ်သူ့မှာမရသေးဘူးအဲ့တော့ထိုးထွင်းပြီးတော့မသိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့တချို့စာပေတွေကဘလို့ပြောတယ်မှတ်တော့တမန်ပုဂ္ဂိုလ်တွေဟာတင်းညိုမှာလာရှိတဲ့ကာယပတ္တတိစိတ်တပတ္တတိတောင်မှနားလည်မှာမဟုတ်ဘူးအဲ့တော့ကာယပတ္တတိဆိုတာကိုယ်ဤချမ်းသာခြင်းစိတ်တပတ္တတိဆိုတာစိတ်ဤချမ်းသာခြင်းနဲ့
ဒါကြတော့ကိုကြီးချမ်းသာတယ်ဆိုတာဘလို့ချမ်းသာတာတော့စိတ်ချမ်းသာတယ်ဆိုတာဘလို့ချမ်းသာတာတော့ဆက်မေးကြည့်လိုက်လေအဲ့တော့ဆက်မေးကြည့်လိုက်မယ်ဆိုရင်လက်တွေ့ပရိဝေဒဉာဏ်ထိုးထွင်းပြီးတဲ့ပုဂ္ဂိုလ်ကြတော့ပြောလိုက်မယ်ဓမ္မရဲ့ရတ္တတွေဓမ္မရဲ့ဝိမု ക്തി ဒုက္ခတွေကိုလှန်လှန်ကြီးသူပြောနိုင်တယ်ဒါတင်းညုံမှာလာတဲ့ကာယပတ္တတိစိတ်တပတ္တတိတောင်မှတကယ်တမ်းကြတော့ဖော်ဖို့ရခဲရဲနေတော့စာလို့တော့ပြောနိုင်တယ်လေကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းဟုတ်ပြီကိုကြီးချမ်းသာခြင်းဆိုတာဘလို့ချမ်းသာတာတော့စိတ်ချမ်းသာခြင်းဆိုတာဘလို့ချမ်းသာတာတော့ဆက်မေးမယ်ဆိုရင်တကယ်လက်တွေ့မကျင့်ထားတဲ့ပုဂ္ဂိုလ်ကပြောနိုင်တော့ဘူးလေဟောတကယ်လက်တွေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်ကြတော့တရားဓမ္မအားထုတ်ရင်းနဲ့ဓမ္မရဲ့အရသာတွေကိုသိတယ်ပฏิဝေဒဉာဏ်နဲ့ပေါက်သွားတဲ့ပုဂ္ဂိုလ်ဆိုရင်ပြောစရာကိုမလိုတော့ဘူးလေသူကိုယ်တိုင်ဒုက္ခခတ်သိမ်းကင်းခြင်းရဖြစ်တဲ့နိဗ္ဗာန်ကြီးကိုမျက်မှောက်ပြုနေပြီပဲသောတာပန်ပုဂ္ဂိုလ်ဆိုရင်ဖလားသမဘတ်ဝင်စားပြီးတော့မှဒုက္ခခတ်သိမ်းကင်းခြင်းရဖြစ်တဲ့နိဗ္ဗာန်ကြီးကိုအာယုံပြုနေပြီဆိုရင်ကာယပတ္တတိစိတ်တပတ္တတိကိုကောင်းကောင်းကြီးပြောနိုင်ပြီပေါ့နားလည်တယ်နော်ဒါကဘုံဘုံကဒီဒေသနာတော်ဉာဏ်နဲ့ပတ်သက်ပြီးတော့မှရှင်းပြတာပါဟုတ်လားအနုဘောဓဉာဏ်ဆိုတာလဲနားလည်အောင်ကြိုးစားရမယ်ပฏิဝေဒဉာဏ်ဆိုတာလဲနားလည်အောင်ကြိုးစားရမယ်အဲ့တော့ဒီဉာဏ်တစ်ခုဟာတစ်ခုနဲ့တစ်ခုနဲ့ကျေစုပြုတယ်နော်အနုဘောဓဉာဏ်မရှိပါဘဲနဲ့လေပฏิဝေဒဉာဏ်မဖြစ်နိုင်ဘူးအဲ့တော့တရားဆိုတာလောကကြီးထဲမှာအနုဘောဓဉာဏ်မရှိပါဘဲနဲ့ထိုးထွင်းပြီးတော့တည်ဆွမ်းနိုင်တာနှစ်စုပဲရှိတယ်လေတမ္မာတမ္ဗုဒ္ဓနဲ့ပြစ္ဆေကဗုဒ္ဓအဲ့တော့ဒီနေ့ဆိုကတော့အနုဘောဓဉာဏ်မလိုဘူးတရားမကူဆိုတဲ့အတိုင်းပဲသူတို့ကိုယ်တိုင်သူတို့တရားကိုသူတို့ကသူတို့ထိုးထွင်းပြီးတော့သိတာဟုတ်တယ်မလားကျန်တဲ့ပုဂ္ဂိုလ်တွေကြတော့ရှင်သာရိပုတ္တရာတော်စဉ်းစားကြည့်လေတရားနာရသေးတယ်မလားတဝနဓမ္မလို့ခေါ်တဲ့နာကြခြင်းကိစ္စမရှိပါပဲနဲ့ပฏิဝေဒကိစ္စဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မလို့အနုဘောဓဉာဏ်ရဲ့ပฏิဝေဒဉာဏ်ရဲ့ပေါင်းဆက်ပြီးမှသာလေကိုယ့်ရဲ့တဏ္ဍာမှာတဲ့ဝိမု ക്തി ဒုက္ခဆိုတာကိုရနိုင်တယ်နားလည်သွားပြီနော်ဒါဘာကိုပြောတာလဲဆိုရင်ဓမ္မစက္ကဗါတဲ့တော့ဓမ္မစက္ကဆိုတာပฏิဝေဒဉာဏ်ရဲ့ဒေသနာဉာဏ်ကြီးကိုရည်ညွှန်းတာပါတဲ့ဓမ္မစက္ကပဝတ္တနာတုတ်တန်ကြီးဆိုတာစတင်ပြီးတော့မှဘုံဘုံတို့ပฏิဝေဒဉာဏ်ကြီးရဲ့ဒေသနာဉာဏ်ကြီးရဲ့စတင်ပြီးတော့ပေါ်ပေါက်လာတယ်လို့ဒီလိုရည်ညွှန်းတာပေါ့နော်ကောင်းပြီမြတ်စွာဘုရားကဓမ္မစက္ကဒေသနာတော်ကိုဘယ်မှာဟောခဲ့တာတော့ဘယ်မှာဟောခဲ့တာလို့ဆိုရင်ဘာယနတိပြည်တဲကဣတိပရဏလို့ခေါ်တဲ့မိဂရာဝံလို့ခေါ်တဲ့ဣတိပရဏတောထဲမှာမြတ်စွာဘုရားဟောကြားခဲ့တာဘယ်နေ့မှာဟောကြားခဲ့တာလဲမေးရင်ဝါဆိုလပြည့်နေ့မှာဟောကြားခဲ့တာဒါကြောင့်မလို့ဝါဆိုလပြည့်နေ့ကိုဓမ္မစကြာအခါတော်နေ့လို့ဗုဒ္ဓဘာသာတွေကတည်းလို့ဆိုတာဣတိပရဏလို့ခေါ်တဲ့တောကြီးထဲမှာယခုလိုညနေဆောင်လေးမှာပဲဟောတာနော်အနောက်လောကဓာတ်ကနေမြင့်ကြီးဝင်နေတဲ့အချိန်တဲ့အရှိလောကဓာတ်ကလာပြည့်နေ့ဆိုတော့လာကြီးကစောစီးစွာထွက်လာတယ်ပေါ့အဲ့တော့စောစီးတာထွက်လာပြီးတော့မှဟောကြားခဲ့ပါတယ်အဲ့တော့ဟောကြားခဲ့တယ်ဆိုတော့ဒုဒကဓမ္မတွေရပူးတဲ့ဘိက္ခုနံပြင်စဝကိနံဣတိပတနာနာမကေမိဂရာယေဓမ္မဝရံယန္တနိဗ္ဗာန်ပပကံဆိုတာဒါမြတ်စွာဘုရားဟောတဲ့ဒေသနာတော့မဟုတ်သေးဘူးเนาะဒါဆရာတော်ဥပုပ်ကနေပြီးတော့မှဓမ္မစကြာပါဠိတော်ကိုပါလုပ်ထားတာတော့အမုန်းအနေနဲ့ရှင်းပြထားတာပါအဲ့တော့မြတ်စွာဘုရားစပြီးတော့ဟောတဲ့တရားကဘာတော့ဒွေမေဘိက္ခဝေအန္တာပပ္ပစိတေနနအတေဝိတ္တပါကတမေဒွေယောဇာယံကာမေတုကာမတိခလိကနိယောကောတဲ့ဟိနောဂံဘောပုထုဇဏီကောအနဟရိယောအနတ္တတံဟိတောယောဇာယံအတ္တကိလမထနုယောကောဒုက္ခောအနဟရိယောအနတ္တတံဟိတောဒီကနေစဟောတာနော်ဒါစတင်ပြီးတော့မှဓမ္မစက္ကပဝတ္တနာတုတ်တန်ကြီးကိုဒီကနေမြတ်စွာဘုရားစဟောလိုက်တယ်ဒွေမေဘိက္ခဝေအန္တာအဲ့တော့မြတ်စွာဘုရားဟောလိုက်တဲ့ဒီပါဠိကဘာကိုပြောတာတော့ခြေသားတို့တဲ့အယုတ်တရားနှစ်ပါးကိုမမိဝဲကြနဲ့ဗါတဲ့တော့အဲ့တော့ဓမ္မစကြာဒေသနာတော်ဟာဒီကနေစပြီးတော့ဟောလိုက်တာပါအယုတ်တရားနှစ်ပါးကိုတဲ့မြတ်စွာဘုရားကဘာပြောတော့မမိဝဲကြနဲ့တဲ့အဲ့ဒီအယုတ်တရားနှစ်ပါးဟာဘာလဲဆိုလို့ရှိရင်နံပါတ်1ကာမတုခံလိကနိယောဂအကျင့်နဲ့အတ္တကိလမထနုယောဂအကျင့်ဒီအကျင့်တစ်ခုကိုမမိဝဲနဲ့ကာမတုခံလိကနိယောဂအကျင့်ဆိုတာဘာတော့ကာမဂုဏ်ခံစားတဲ့အကျင့်အတ္တကိလမထနုယောဂအကျင့်ဆိုတာဘာတော့
ဉာဏ်မပါဘဲနဲ့ကိုယ်ခန္ဓာကိုယ်ကြီးကိုပင်ပန်းညှင်းဆဲတဲ့အချက်ဒီတရားနှစ်ပါးကိုမြတ်စွာဘုရားကဘယ်လိုပြောတော့ဟလားအနုယောဂဟလားအယုတ်တရားနှစ်ပါးအဲ့တော့လောကမှာမြတ်စွာဘုရားမပွင့်ဘူးဆိုရင်ဟလားတရားဝါရီဟာဒီလမ်းကြောင်းကြီးပဲရှောက်နေကြတာပဲမလားကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်တယ်ဟောတချို့ပုဂ္ဂိုလ်တွေကြတော့ကာမဂုဏ်တော့မခံစားဘူးတရားတော့ကျင့်ကြတယ်ဒါပေမဲ့တရားဓမ္မပုံ၌နားမလည်ဘူးနားမလည်ပဲနဲ့ရရှိထားတဲ့ခန္ဓာ၅ပါးယုံတဲ့တရားကြီးကိုပင်မညှင်းဆဲအောင်ညှင်းဆဲပြီးတော့ဒီအကျင့်တွေကျင့်ကြတယ်အဲ့တော့မြတ်စွာဘုရားကစတင်ပြီးတော့ပြစ္ဆောက်ကြီး၅ခုကိုဟောလိုက်တယ်တွင်ပေပိတ်ကိုအန္တာပပစီတေနနသေဝိတ္တပါจิตသားတို့တဲ့ဟလားအယုတ်တရားနှစ်ပါးကိုမမိဝဲကြနဲ့အဲ့ဒီအယုတ်တရားနှစ်ပါးဟာဘာလဲဆိုလို့ရှိရင်နံပါတ်1ကာမဒုက္ခလိခဏိယောဂအကျင့်ကာမဒုက္ခလိခဏိယောဂအကျင့်ဆိုတာဘာတဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်အတ္တကိလမထနိယောဂအကျင့်ဆိုတာဘာတဲ့တော့ခန္ဓာကိုယ်ကိုဉာဏ်မပါဘဲနဲ့ပင်ပန်းညှင်းဆဲတဲ့အကျင့်အဲ့တော့ဒီအကျင့်တစ်ခုကိုမြတ်စွာဘုရားကစတင်ပြီးတော့မှဓမ္မစကြာမှာရှောင်ခိုင်းတယ်ဒါလက်ဝဲလန်းလို့ခေါ်တယ်မှတ်ထားနော်ဗါတဲ့တော့လက်ဝဲလန်းကာမဂုဏ်ခံစားတဲ့အကျင့်ကိုလက်ဝဲလန်းလို့ခေါ်ပြီးတော့အတ္တကိလမထအကျင့်ကိုတော့လက်ရလန်းလို့ခေါ်တယ်အဲ့တော့လက်ဝဲလန်းကိုလည်းရှောင်ရှားရမယ်လက်ရလန်းကိုလည်းရှောင်ရှားရမယ်အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်နေသမျှကာလပတ်လုံးနိဗ္ဗာန်မရောက်နိုင်ဘူးတဲ့မြတ်စွာဘုရားကအတ္တကိလမထလို့ခေါ်တဲ့ဉာဏ်မပါဘဲနဲ့ကိုယ်ပင်မညှင်းဆဲတဲ့အကျင့်ကိုကျင့်နေရင်လည်းနိဗ္ဗာန်ကိုမရောက်နိုင်ဘူးတဲ့အနုယောဂလို့ခေါ်တဲ့ဒီနှစ်ပါးကိုမြတ်စွာဘုရားကမမီဝဲနဲ့နသေဝိတ္တပါရှောင်ရှားကြရတယ်အဲ့တော့စဉ်းစားကြည့်ပေါ့နမတကတန်တရာမှာပဲမြတ်စွာဘုရားမပွင့်ခဲ့ဘူးဆိုရင်ဟလာတရားဝါဒီဟာဒီလမ်းမှာရှောင်နေကြတာပဲမလားကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဟောတိုးထွက်ပြီးတကလားကိုပင်မညှင်းဆဲတဲ့မိစ္ဆာပရိပဒါလို့ခေါ်တဲ့အကျင့်မားတွေကိုကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းမရှိကြဘူးလားအဲ့တော့ဒီနှစ်လမ်းကိုကျင့်နေမယ်ဆိုလို့ရှိရင်တဲ့ဒီနှစ်လမ်းကိုကျင့်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့မြတ်စွာဘုရားကနိဗ္ဗာန်ကိုမရောက်နိုင်ဘူးတဲ့အဲ့တော့မှမြတ်စွာဘုရားကဘာပြောတော့နံပါတ်1အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်မယ်ဆိုရင်တဲ့จิตသားတို့တဲ့ဒီလမ်းဒီတဲ့ဟီနောတဲ့ယုံညံ့တဲ့အကျင့်အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်နဲ့ပတ်သက်ပြီးတော့မှမြတ်စွာဘုရားကဓမ္မစကြာမှာအပြစ်၅ချက်ထုတ်ပြတယ်အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်မယ်ဆိုရင်ဟီနောယုံညံ့တဲ့အကျင့်တဲ့အဲ့တော့ပုထုဇဉ်တွေခုံခုံမင်းမင်းလိုက်စားနေတဲ့ကာမဂုဏ်မရှိဘူးလားကာမဂုဏ်ဆိုတာကမိန်းမနဲ့ယောက်ျားချစ်တာကြိုက်တာကိုပြောတာမဟုတ်ဘူးနော်ကာမဂုဏ်ဆိုတာကိုယ့်ရဲ့တဏ္ဍာမှာရှိနေတဲ့ဓေါရ6ပေါက်ကနေပြီးတော့၅ပြအာယုံကာမဂုဏ်တွေကိုခံစားတာကိုကာမဒုက္ခလိကနိယောဂအကျင့်လို့ခေါ်တယ်အဲ့တော့တရထဒီပဏီကဒါကိုတရေကိုကောက်ပြတဲ့ခါကျတော့ဝိထုကာမရဲ့ကိလေသာကာမရဲ့ဒီလိုပြောတယ်ကာမဒုက္ခလိကနိယောဂအကျင့်ကိုကျင့်တယ်ဆိုတာဘာတော့နဲ့ဝိထုကာမနဲ့ကိလေသာကာမဝိထုကာမဆိုတာကိုယ့်ရဲ့တဏ္ဍာမှာခံစားအပ်တဲ့အာယုံတွေပေါ့နော်အစဉ်မျိုးစုံယူပါယုံအတန်မျိုးစုံလာတတ္တာယုံအနံမျိုးစုံကဏ္ဍယုံစားစရာမျိုးစုံရာဇယုံတွေ့စရာမျိုးစုံဖုဒ္ဓဘာယုံအဲ့ဒါကိုဝိထုကာမလို့ခေါ်တယ်အာယုံ၅ပါးကာမဂုဏ်တရားအဲ့ဒီအာယုံ၅ပါးကာမဂုဏ်တရားတွေပေါ်မှာကိလေသာကာမခံစားတာဘာနဲ့ခံစားတာလဲမေးရင်ကိလေသာနဲ့ခံစားတာနော်ဟဲ့ဘာနဲ့ခံစားတာတော့ခေါင်းဆောင်ပြောလိုက်မယ်ဆိုရင်တော့တဏှာပေါ့ဟဲ့တဏှာလို့ခေါ်တဲ့ကိလေသာနဲ့ဝိထုကာမကိုခံစားတယ်တဲ့ဒါကြောင့်မလို့ကာမဒုက္ခလိကနိယောဂအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်တွေဟာနေ့စဉ်ကိုယ့်ရဲ့တဏ္ဍာမှာဝိထုကာမကိုအကြောင်းပြုပြီးတော့ကိလေသာကာမတွေဖြစ်နေမှာအဲ့တော့ကိလေသာကာမတွေဖြစ်နေမယ်ဆိုရင်ကိလေသာဆိုတာကပင်ပန်းစေတတ်တဲ့တရားညှဉ်းနှွမ်းစေတတ်တဲ့တရားဆင်းရဲစေတတ်တဲ့တရားလောင်ကျွမ်းစေတတ်တဲ့တရားသူတော်ကောင်းဂုဏ်သိမ်ကိုညှိုးမိန်ဖြစ်စီအောင်ဖြစ်စီတတ်တဲ့တရားအဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာဒီအကျင့်တွေကျင့်နေမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခရနိုင်မှာမလားအေးဒါကြောင့်နိဗ္ဗာန်ဆိုတာကာမဂုဏ်နဲ့ဆန့်ကျင်ဘက်တော့နိဗ္ဗာန်ဆိုတာဘာတဲ့တော့အဲ့တော့ကာမဂုဏ်နဲ့ဆန့်ကျင်ဘက်လို့တာပြောကြတယ်ပုရုဇဉ်တွေဟာကာမဂုဏ်ခံစားလို့ကိုမဝနိုင်ကြဘူးလေတန်တရားတစ်ချောင်းလုံးမှာကာမဘုံထဲမှာဝဲတလဲလှဲပြီးတော့စုံလဲနွားလို့ပဲမလားလင်ပတ်ပြီးတော့ကာမဂုဏ်ခံစားလာတာအဲ့တော့ကာမဂုဏ်ခံစားလာပြီးတော့ဘဝတန်တရာကြီးကိုရှည်လာခဲ့ကြတာပဲမလားဟောဒီနေရာမှာကာမဂုဏ်ဆိုတာတန်ရောစဉ်လို့လည်းပြောလို့မရဘူးလားအေးဒါကြောင့်မလို့တန်တရားရှည်တယ်ဆိုတာဘာကြောင့်ရှည်တာလဲမေးရင်ကိုယ့်ရဲ့တဏ္ဍာမှာကာမလို့ခေါ်တဲ့တန်ရောစဉ်တွေရှိနေလို့ရှိနေတာ
အဲ့ဒီကာမလို့ခေါ်တဲ့တန်ရောစဉ်တွေပြတ်တောက်သွားပြီဆိုရင်တန်ត្រာလည်းအလိုလိုပြတ်တောက်သွားမှာပဲကာမလို့ခေါ်တဲ့တန်ရောစဉ်ကျိုးတရားတွေကိုဖြတ်တောက်လိုက်မယ်ဆိုရင်ဆိုကြပါစို့တန်ရောစဉ်တရား10ပါးထဲမှာဒိဋ္ဌိတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်သီလပတ္တပရမတ္တတန်ရောစဉ်အိတ်တာတန်ရောစဉ်မစ္စရိယတန်ရောစဉ်အဲ့ဒါကိုဩရံဘာကိယအောက်တန်ရောစဉ်၅ပါးလို့ခေါ်တယ်အဲ့ဒီအောက်တန်ရောစဉ်၅ပါးကိုတဲ့သောတပတ္တိမဲ့သောတပတ္တိဖို့ရလိုက်တဲ့ခဏမှာဖြတ်တောက်ပြစ်လိုက်ပြီဟာသမုတ်စေတပဟန်နဲ့ဖြတ်တောက်ပြစ်လိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအောက်တန်ရောစဉ်၅ပါးပါဖြစ်သွားပြီတော့ပြတ်သွားပြီပယ်ပြီးသားဖြစ်သွားပြီအဲ့တော့အောက်တန်ရောစဉ်၅ပါးပယ်ပြီးသားဖြစ်တဲ့သောတာပန်ပုဂ္ဂိုလ်ဟာတဲ့အပယ်၄ပါးနဲ့ရှင်ငန်းပြက်ပြီးတော့အပယ်၄ပါးကလွတ်တဲ့နိဗ္ဗာန်သူရသွားပြီဒါကြောင့်မလို့သောတာပန်တို့ခံစားရတဲ့နိဗ္ဗာန်ဆိုတာဘယ်လိုလဲမေးရင်အပယ်၄ပါးကလွတ်တဲ့နိဗ္ဗာန်ကိုအာယုံပြုတာဒါကြောင့်ဘုံဘုံတို့ပြောမှုပါတယ်သောတာပန်အရိယာပုဂ္ဂိုလ်တယောက်လမ်းသွားတယ်ဝက်ကလေးတွေ့လဲပြုံးသွားတာပဲခွေဝဲစားလေးတွေ့လဲပြုံးသွားတာပဲလူရွနေတဲ့ပုဂ္ဂိုလ်ကြီးတွေ့လဲပြုံးသွားတာပဲအဲ့တော့ပြုံးတယ်ဆိုတာအိတ်တမစ္စရိယဖြစ်လို့ပြုံးတာမဟုတ်ဘူးတဲ့စာကသူ့ကိုယ်သူဝမ်းသာလို့ပြုံးတာသောတာပန်ပုဂ္ဂိုလ်ဟာနော်ဝက်ကလေးတွေ့တော့ပြုံးတယ်ဘလို့ဟလာဘာကြောင့်ပြုံးတာတော့အော်ဒီအဖြစ်ဆိုတော့ငါလွတ်ပြီခွေးဝဲစားလေးတွေ့လိုက်တဲ့အခါကျတော့လေသူ့ကိုယ်သူပြုံးသွားတယ်ဒီအဖြစ်ဆိုတော့ငါလွတ်ပြီအောက်တန်ရောစဉ်၅ပါးပြတ်သွားပြီလေအပယ်၄ပါးနဲ့သေကန်းရှင်ကန်းပြတ်သွားပြီလေဒါသောတာပန်တို့အာယုံပြုရတဲ့နိဗ္ဗာန်ပဲဟလာပြစ္ဆကနာဉာဏ်နဲ့အာယုံပြုရတဲ့နိဗ္ဗာန်လို့မဆိုနိုင်ဘူးလားဟောပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့ဆန့်ကျင်ဘက်တွေးဖို့ဝက်ကလေးတွေးလဲငါဖြစ်နိုင်သေးတယ်နော်ခွေးဝဲစားလေးတွေးလဲငါဖြစ်နိုင်သေးတယ်နော်ဟုတ်တယ်မလားတွေးကျင်တာတွေးကျင်တာတွေးကိုဘာဖြစ်နိုင်သေးတော့ဖြစ်နိုင်သေးတာပဲလေဘာဖြစ်လို့တော့အောက်တန်ရောစဉ်မကုန်သေးဘူးဟုတ်တယ်မလားဒါကြောင့်ကာမလို့ခေါ်တဲ့တန်ရောစဉ်တရားဟာနိဗ္ဗာန်နဲ့ဆန့်ကျင်ဘက်ပဲဒါကြောင့်အဂိဝဆသုတ်တံမှာမြတ်စွာဘုရားကိုအဂိဝဆမေးတဲ့အခါမှာလူဟာလူတန်ရောစဉ်မစွန့်မှာပဲနဲ့နိဗ္ဗာန်ရောက်နိုင်သလားလို့မေးတဲ့အခါမြတ်စွာဘုရားကမရောက်နိုင်ဘူးတဲ့အဲ့ဒါတန်ရောစဉ်ကိုပြောတာနော်ကာမဂုဏ်ခံစားနေတဲ့အဲ့ဒီတန်ရောစဉ်တရားတွေရှိနေမယ်ဆိုရင်ကိလေသာတရားတွေရှိနေမယ်ဆိုရင်ကိလေသာတန်လန်းကြီးတဲ့တော့နိဗ္ဗာန်ကလက်မခံဘူးနိဗ္ဗာန်ဆိုတာကိလေသာအရှိန်အစောတွေအလုံးပါဖြစ်သွားပြီချုပ်ဆုံးသွားပြီအဲကြောင့်နိဗ္ဗာန်ကိုဖွင့်တဲ့အခါကျတော့နိဗ္ဗာန်ဆိုတာနိဝါနဟုတ်တယ်မလားနိဝါနလို့ဖွင့်ရတယ်အဲ့တော့ဝါကိုဘာပြုလိုက်တဲ့အခါနိဗ္ဗာန်လို့ဖြစ်သွားတာဒါကြောင့်နိမရှိဘူးတဲ့ချုပ်ဆုံးသွားပြီတဲ့ဝါနဆိုတာဘာတော့ကိလေသာတရားတွေဝါနတဏှာယသင်္ခါတာယဟောဝါနလို့ခေါ်တဲ့ဟောတဏှာတရားတွေကနိချုပ်ဆုံးသွားတယ်မရှိတော့ဘူးတဲ့အဲ့ဒါနိဗ္ဗာန်ပဲတဏှာလို့ချုပ်ဆုံးသွားတယ်ဆိုရင်တဏှာကအာယုံပြုရတဲ့ဝိထုကာမလည်းချုပ်ဆုံးပြီပေါ့အဲ့တော့ဝိထုကာမချုပ်ဆုံးသွားပြီးတော့မှကိုယ့်ရဲ့တဏ္ဍာမှာတဏှာကိလေသာချုပ်ဆုံးသွားမယ်ဆိုရင်ဝိထုကာမကစိတ်တလောက်ရှိကိုယ့်ရဲ့တဏ္ဍာမှာတဏှာချုပ်ဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့တဏ္ဍာမှာအကြောင်းတရားတွေအကုန်ချုပ်ဆုံးသွားပြီဒါကြောင့်နိဗ္ဗာန်ဆိုတာတဏှာနဲ့ဆန့်ကျင်ဘက်တရားကြီးပဲကာမနဲ့ဆန့်ကျင်ဘက်တရားကြီးပဲအဲ့တော့ပုဂ္ဂိုလ်စဉ်တွေကလည်းဒီအကျင့်ကိုကျင့်ကြတယ်ဒီလမ်းကြောင်းကြီးကိုရှောက်ကြတယ်ဟလာအယုတ်လမ်းကြီးလို့မြတ်စွာဘုရားကပြောတယ်နော်ယုတ်မာတဲ့လမ်းကြီးတဲ့ဟလာအယုတ်လမ်းကြီးဟလာအနုယောဂလမ်းကြီးတဲ့အဲ့တော့ဒီအကျင့်ကိုကျင့်မယ်ဆိုရင်ဟိနောတဲ့ယုံညံ့တဲ့အကျင့်กว่าလေမြတ်စွာဘုရားကအဲ့တော့ယုံညံ့တဲ့အကျင့်ဆိုတာမကောင်းတဲ့အကျင့်မလို့ပြောတာမကောင်းတဲ့အကျင့်မလို့ပြောတာအဲ့တော့စာပေကတော့ရှင်းပြထားတယ်ယုံညံ့တဲ့ခွေးတို့ဝက်တို့ဟလာတရိษံတို့သူတို့လည်းဘာလို့ကြတော့ကာမဂုဏ်ခံစားကြတယ်မလားအဲ့တော့ယုံညံ့တဲ့ပုဂ္ဂိုလ်တွေကာမဂုဏ်ခံစားတဲ့အကျင့်ဖြစ်တဲ့အတွက်ကြောင့်တဲ့ဒီအကျင့်ကိုခံစားတဲ့ပုဂ္ဂိုလ်ကလည်းဟိနောတဲ့ယုံညံ့တဲ့အကျင့်ကျင့်တာတဲ့ဒီနေရာမှာပရိစ္ဆေသမုပ္ပါဆောက်ဝိုင်းဒေသနာတော်ကြီးနဲ့လည်းရှင်းပြလို့ရတယ်နော်အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ဟာဘာကြောင့်ယုံညံ့နေတာလဲလို့ပြောရင်ဒါဘုံဘုံတို့တဏ္ဍာမာဒီမှာဘာရှိတော့သလာယရဏအဲ့ဒီသလာယရဏမှာမျက်စိမရှိဘူးလားအဲ့ဒီမျက်စိကိုတဲ့ဟလာဖတ်တာကအစင်းနဲ့ဆော့တော်ပေးလိုက်တဲ့ခါမှာဒီမှာမြင်စိတ်မပေါ်ဘူးလားမြင်ရတာကောင်းလိုက်တာဆိုတော့ဒီမှာဒုက္ခဝေဒနာမပေါ်ဘူးလားအဲ့တော့မှအဲ့ဒီဒုက္ခဝေဒနာကိုတဲ့ဒုက္ခသစ္စာလို့မသိပါပဲနဲ့အဲ့ဒီဒုက္ခဝေဒနာဖြစ်တဲ့ကာမဂုဏ်ကိုခံစားလိုက်မယ်ဆိုရင်ဒုက္ခဝေဒနာပြည့်เสียတဏှာဟောဒါဆိုရင်ပြိဿသမုပ္ပါနှစ်တဲကနေသုံးကိုကူးသွားပြီအကျိုးတရားတွေကနေအကြောင်းတရားတွေပေါက်ပွားသွားပြီဒုက္ခသစ္စာတွေကနေသမုဒယသစ္စာတွေပေါက်ပွားသွားပြီ
ဒီမှာတဏှာလို့ခေါ်တဲ့မင်းကျစ်တဲ့အကုသိုလ်တရားကြီးကိုယ်တန်နဲ့ဖြစ်လာပြီဆိုရင်ဒီတဏှာကိုပယ်ရှားတဲ့အကျင့်မကျင့်ဘူးဆိုရင်အဲ့တဏှာကြီးထွားလာပြီဆိုရင်ဥပါဒံကိုဆက်ပြီးတော့ကျေစုပြုမယ်။ဥပါဒံရှိမယ်ဆိုရင်ကာမဘဝကိုဆက်ပြီးတော့ကျေစုပြုမယ်။ဘာမြောက်သွားပြီတော့အဲ့တော့ကံမြောက်သွားပြီဆိုရင်ကမ္မတတ္တိဝိပစ္စတိအထမြောက်တဲ့ကံဒီတတ္တဝါတို့ကဝိပစ္စတိဝေဖန်ပြီးတော့အကျိုးပေးမယ်။ဒီကံကိုဘသူကအောက်ချုပ်ထားတယ်လဲမေးရင်တဏှာဥပါဒံကအောက်ချုပ်ထားတဲ့ကံဖြစ်တဲ့အတွက်ကြောင့်မလို့ကုသိုလ်လားအကုသိုလ်ကံလားအဲ့တော့အကုသိုလ်ကံကအကျိုးပေးလိုက်မယ်ဆိုရင်ဒီမှာကမ္မဘဝပစ္စယပိဋ္ဌာဇာတိအဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ဒီတဲ့တဏှာဥပါဒံကံလို့ခေါ်တဲ့အကြောင်းတရားသမုဒယသစ္စာကိုတိုးပွားစေတာဖြစ်ပြီးတော့ဒုက္ခရာကြောင်းဖြစ်နေတာဖြစ်တဲ့ကြောင့်ဒီအကျင့်ဒီဟိနောယုံညံ့တဲ့အကျင့်ဒါကဘယ်ရှုထောင့်ကရှင်းပြတာတော့ပဋိစ္စသမုပ္ပါရှုထောင့်ကရှင်းပြတာမမှန်ဘူးလားမှန်တာဗောဒုဒကဓမ္မတွေကာမဂုဏ်ခံစားတယ်ဆိုတာချမ်းသာကိုတော့ခံစားလိုက်တာပဲလေဒါပေမဲ့ကိုရလိုက်တာကတော့ပိဋ္ဌာဘုံရောက်သွားပြီမျက်လုံးပေါက်ကနေကောင်းတာလေးတွေခံစားတယ်နားပေါက်ကနေပြီးတော့ကောင်းတာလေးတွေခံစားတယ်ဓဝရ6ပါးပါနေပြီးတော့မှကာမဂုဏ်တွေကိုခံစားတယ်ကာမဂုဏ်တွေကိုခံစားလေဝိတုကာမကိုအကြောင်းပြုပြီးတော့ကိလေသာကာမတွေဖြစ်တယ်ကိလေသာကာမတွေဖြစ်တဲ့ခါကျတော့ကိလေသာအုပ်ချုပ်တယ်ဝိပ္ပန္နတာတွေဖြစ်တယ်အဲ့တော့ဝိပ္ပန္နတာကနေတက္ကာယဒိဋ္ဌိကိုကျေစုပြုလိုက်တယ်တက္ကာယဒိဋ္ဌိကနေပြီးတော့ဒုက္ခသစ္စာကိုဆက်ပြီးတော့ကျေစုမပြုဘူးလားအေးဒါကြောင့်ကာမဂုဏ်ခံစားတဲ့အကျင့်ဟာဟိနောတဲ့ယုံညံ့တဲ့အကျင့်တဲ့နားဟောလေရလားဒါကြောင့်မြတ်စွာဘုရားကကာမဂုဏ်ခံစားတဲ့အကျင့်ကိုမင်းတို့မမီဝဲနဲ့ရှောင်ကြကြတယ်နောက်တစ်ခါဒီအကျင့်ကိုကျင့်မယ်ဆိုရင်ကာမောတဲ့ရွာသူတွေအကျင့်တဲ့စာကဒီလိုပြောတယ်နော်ကာမောဆိုတာဗါတဲ့တော့ရွာသူတွေတဲ့ရက်ထွဲရွာထဲမှာနေကြတဲ့ပုံကိုယ်တွေကျင့်တာမလားအဲ့တော့ရက်ထဲရွာထဲကိုလိုက်ကြည့်လိုက်မယ်ဆိုရင်ကာမဂုဏ်နဲ့ဘယ်သူကင်းနိုင်တော့ကာမဂုဏ်နဲ့ဘယ်သူမှမကင်းနိုင်ဘူးဟုတ်တယ်မလားအဲ့တော့ကာမဂုဏ်နဲ့မကင်းနိုင်လို့ဒီနေရာမှာရက်ထဲရွာထဲကအဓိကမကြဘူးအဲ့ဒီနေနေတဲ့ပုဂ္ဂိုလ်ဟာအဓိကကြတယ်အဲ့တော့ရက်ထဲရွာထဲမှာနေနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တယ်မှာကာမကိုမှီဝဲတဲ့စိတ်ဖြစ်လို့မြတ်စွာဘုရားကကာမောယာသူတွေအကျင့်လို့ပြောလိုက်တာဟုတ်တယ်မလားကာမောတဲ့ရွာသူတွေကျင့်တဲ့အကျင့်ပဲတဲ့သူတော်ကောင်းတွေမကျင့်ဘူးနော်သူတော်ကောင်းဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းကျင့်လို့ရပါမလားဒါကြောင့်ကာမဂုဏ်ဆိုတာနိဗ္ဗာန်နဲ့ဆန့်ကျင်ဘက်ပဲလေဒါကြောင့်နိဗ္ဗာန်ကိုတဏှာအာသာတန်လန်းကြီးနဲ့မရောက်နိုင်ဘူးနိဗ္ဗာန်ဆိုတာတဏှာအရှိန်ငွေ့တတ္တိတွေနဲ့ဘယ်လိုမှနိဗ္ဗာန်ကိုမရောက်နိုင်ဘူးနောက်ဒီနည်းပြောမယ်ဆိုရင်နိဗ္ဗာန်ကိုတန်ရောစဉ်တန်လန်းကြီးနဲ့မရောက်နိုင်ဘူးတန်ရောစဉ်ဖြတ်တောက်ပြီးသားပုဂ္ဂိုလ်မှသာလေနိဗ္ဗာန်ကိုရောက်မှာနိဗ္ဗာန်ကိုကျေးဇူးပြုနိုင်မှာဉာဏ်ကနော်အဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာတန်ရောစဉ်တရားရှိနေပြီဆိုရင်နိဗ္ဗာန်ကိုကျေးဇူးပြုနိုင်ပါမလားအေးဒါကြောင့်ဒီအကျင့်ဟာဟိနောယုံညံ့တဲ့အကျင့်ကာမောရွာသူတွေအကျင့်နောက်တစ်ခါပုထုဇဏီကောတဲ့ပုထုဇဉ်တွေအကျင့်တဲ့ဟလာဘလို့ပုဂ္ဂိုလ်တွေအကျင့်တော့အဲ့တော့မှတရထဒီပဏီကဆက်ဖွင့်နေမှတ်သားစရာကောင်းတယ်ဒီနေရာမှာပုထုဇဉ်ဆိုတာဘုံဘုံတို့ပုထုဇဉ်ဘယ်နှမျိုးရှိတော့နှစ်မျိုးရှိတယ်အန္ထပုရုဇဉ်နဲ့ကလျာဏပုရုဇဉ်သူယဉ်ညွန်းတာဘာကိုယဉ်ညွန်းတာလဲဆိုရင်အန္ထဘာလတဲ့အန္ထပုရုဇဉ်နဲ့ကျင့်တဲ့အကျင့်နဲ့ဘာလပုရုဇဉ်နဲ့ကျင့်တဲ့အကျင့်နဲ့အန္ထဆိုတာသစ္စာလေးပါးကိုမသိတဲ့ပုဂ္ဂိုလ်လေစာပေကဘယ်လိုဖွင့်တော့အတုတဝါပုထုဇနောတဲ့သူတော်ကောင်းတရားနဲ့အကျမ်းမြင်ဘုဒ္ဓတာမရှိတဲ့ပုဂ္ဂိုလ်ဟာအန္ထပဲသူတော်ကောင်းတရားနဲ့အကျမ်းမြင်ဘုဒ္ဓတာမရှိတဲ့ပုဂ္ဂိုလ်ဟာဘာလပဲအန္တဘာလပုဂ္ဂိုလ်တွေဟာအာစိဏကံအာစိဏဝဒေနအာစိဏဆိုတာနိညာမပြတ်ကျင့်တာတဲ့အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ကိုဘဝတန်တရားတစ်လျှောက်လို့ဒီစัจ java လာတဲ့မှာဒီယုံနဲ့ခန္ဓာရလာတဲ့အချိန်ကစပြီးတော့ကျင့်လာတာနော်အဲ့တော့ဒီအာစိဏလို့ခေါ်တဲ့နိညာမပြတ်ကျင့်နေတဲ့ဒီဝိသေသပုဂ္ဂအတော်တဝေကရစရာကောင်းတယ်။အော်ငါတို့တွေဒီအကျင့်စိုးကြီးကိုကျင့်လာတာမစော့နိုင်သေးဘူး။ဒါကာမဂုဏ်ခံစားတဲ့အကျင့်ကိုအကျင့်ကောင်းလို့ပြောစရာပါရဲ့လားအကျင့်ကောင်းလို့ပြောစရာမပါဘူးလေဟုတ်တယ်မလားမတိစ္ဆသမုပ္ပါဆက်ပြီးတော့မကောင်းတဲ့နေရာကြီးကိုပို့ပြီးတော့ဒုက္ခဆက်ရကြီးလဲနေတဲ့အကျင့်ကြီးကိုအကျင့်ကောင်းလို့ပြောစရာမပါဘူးဒါကြောင့်ဟိနောယုံညံ့တဲ့အကျင့်မြတ်စွာဘုရားတယ်လို့ပြောတာအဲ့တော့တန်တရားတစ်လျှောက်လုံးမှာအန္တဘာလလို့ခေါ်တဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာအာစိဏတဲ့အမြဲတမ်းကိုကျင့်နေတာတဲ့တဝေကရဖို့ကောင်းတယ်အဲ့တော့ကိုယ့်ဘာကိုဆုံးမပြီးတော့
ငါတို့ဒီအချင်းကြီးကိုဒီဘဝမှာမြတ်စွာဘုရားသာသနာနဲ့တွေ့နေတဲ့အချိန်မှာစွန့်သင့်ပြီနားကိုလည်းရဲ့လားအဲ့တော့မစွန့်သေးဘူးဆိုရင်တော့နိဗ္ဗာန်ကိုကြိုက်တဲ့လောက်ဆူတောင်းဓမ္မရာတောင်းရိုးပဲရှိတယ်မရနိုင်ဘူးနိဗ္ဗာန်ရဖို့ဆိုတာကိုယ့်ရဲ့တဏ္ဍာမှာအဲ့ဒီစောစောပြောတဲ့အာရှိဏလို့ခေါ်တဲ့ကာမဂုဏ်ခံစားတဲ့အကျင့်ကြီးကိုဖျက်တောက်ဖို့လိုနေပြီအဲ့တော့ဒီအကျင့်ကြီးကအာသေဝနာတတိနဲ့ဘဝများစွာတန်တရာမှာကျင့်လာတာနည်းနည်းတော့မဟုတ်ဘူးနော်ဒါကြောင့်စာပေကပုရုဇနောကိုအဲ့ဒီလိုဖွင့်တယ်၃ချက်ဖွင့်တယ်ဟလာပုရုဇနီကောတဲ့အန္တဘာလအာရှိဏတဲ့အန္တဆိုတာကဟလာအကန်းနေကျင့်တာกว่าဉာဏ်မျက်စိနှစ်ခွင့်အလင်းမရပြီးတစ္ဆာလေးပါမသိဘဲနဲ့မြတ်စွာဘုရားအဆုံးအမတွေပေါ်နေဉာဏ်မျက်စိနှစ်ခွင့်မရတဲ့အန္တတွေဟာအာရှိဏနိညာမပြတ်ကိုကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်တယ်တဲ့ဘယ်ကလေးကကျင့်လာတာလဲမေးရင်တန်တရာနဲ့အမျှပဲတဲ့နားကိုလည်းကြားရဲ့လားအခုလည်းဘုံဘုံတို့တွေဟာဒီလမ်းကြီးကိုလိုက်နေအောင်မယ်ဆိုရင်ဒီအကျင့်ကြီးကိုကျင့်နေမယ်ဆိုရင်ဒီအကျင့်ကြီးကနေပြီးတော့မှဖြတ်တော်ပြီးတော့မှဟလာကိုယ့်ရဲ့တဏ္ဍမှာတဲ့ဝိပဿနာအကျင့်လို့ခေါ်တဲ့မဂ္ဂဗြဟ္မစရိယအကျင့်ကိုမကျင့်နိုင်သေးဘူးဆိုရင်နိဗ္ဗာန်ကိုမရောက်နိုင်ဘူးဒါမြတ်စွာဘုရားရှင်းပြနေတာနော်ဒါကြောင့်ကာမတုကလိကလို့အကျင့်နဲ့ခေါ်တဲ့ကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်မယ်ဆိုရင်ဟိနောဒီအကျင့်ဒီယုံညံ့တဲ့အကျင့်ကာမောရွာသူတွေအကျင့်ပုရုဇဏီကောအန္တပုရုဇဏီဘာလပုရုဇဏီအမြဲတမ်းကျင့်တဲ့အကျင့်နဲ့အဲ့တော့ဒုဒကဓမ္မတွေကအန္တဘာလကတော့လွန်မြောက်နေပြီနော်သစ္စာလေးပါးကိုဉာဏ်မျက်စိနှစ်ကွင်းနဲ့သိဖို့ရကြိုးစားနေပြီမလားအဲ့တော့သစ္စာလေးပါးကိုဖြစ်တဲ့သာသနာ့ဉာဏ်တွေရနေပြီဆိုရင်ကလျာဏပုရုဇဉ်ပဲမလားအဲ့တော့ကလျာဏပုရုဇဉ်ဆိုတာအာသေဝနာကိုပြောင်းပေးရမယ်ဘယ်လိုပြောင်းပေးရမှာတော့ကာမလို့ခေါ်တဲ့ကိလေသာအာသေဝနာကိုမကျင့်နဲ့အဲ့ဒီကိလေသာအာသေဝနာကလွတ်မြောက်ရဖြစ်တဲ့နိခမလို့ခေါ်တဲ့အာသေဝနာကိုကျင့်ရမှာအဲ့တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုကျင့်နေဆိုရင်နိခမအာသေဝနာထွက်မြောက်ရဖြစ်တဲ့ဝိပဿနာအကျင့်ကိုမကျင့်ရမှာလားကျင့်ရမှာလားအေးစာပေကျမ်းကအဲ့ဒီလိုဖွင့်ထားတာကောင်းတယ်နော်အဓိပ္ပာယ်လေးတွေကဒုဒကဓမ္မတွေဒီတိုင်းနေခဲ့လို့ဒီတိုင်းကျင့်ခဲ့လို့ဒီယုံညံ့တဲ့အကျင့်ကြီးကိုကျင့်ခဲ့လို့တန်တရားလဲနေတာဒါကြောင့်ဟိနောဒီအကျင့်ဒီယုံညံ့တဲ့အကျင့်ဂါမောပုရုဇဉ်တွေရဲ့အကျင့်ပုရုဇဉ်တွေဂါမောရွာသူတွေအကျင့်ပုရုဇဉ်တွေကောပုရုဇဉ်တို့ရဲ့အကျင့်နောက်မြတ်စွာဘုရားကဗာဆက်ဟောတော့နအရိယောအရိယာမဟုတ်တဲ့အကျင့်နဲ့နအရိယောအရိယာမဖြစ်နိုင်တဲ့အကျင့်နဲ့ဒီနေရာမှာယတိပြက်ပြောတာနော်ကာမဂုဏ်ခံစားနေတဲ့လမ်းကိုရှောက်မယ်ဆိုရင်အရိယာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်ပါမလားအဲ့တော့ကာမဂုဏ်ခံစားနေတဲ့အကျင့်ဟာနေ့စဉ်နေ့စဉ်ကိလေသာကာမတိုးပွားကြောင်းပဲရှိတယ်လေအဲ့တော့ကိလေသာတရားတွေတိုးပွားနေမယ်ဆိုရင်အဲ့ဒီကိလေသာကအဝိဇ္ဇာကိုကျေစုပြုမယ်အဝိဇ္ဇာကဝိပဿနာကိုကျေစုပြုမယ်ကိုယ်တဏ္ဍမှာရှိနေတဲ့ဝိပဿနာကတဏမာနဒိဋ္ဌိလို့ခေါ်တဲ့ပပင်္စကိုကျေစုပြုမယ်အဲ့ဒီပပင်္စကနေကိုယ့်ရဲ့တဏ္ဍမှာအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးတော့ဘဝတန်တရားကြီးဟာဘာဖြစ်နေမှာလဲနေခြင်းကိုကျေစုပြုနေမှာပေါ့နားကိုလဲရဲ့လားဒါကြောင့်ဒီအကျင့်ကိုကျင့်မယ်ဆိုရင်နအရိယောတဲ့အရိယာမဖြစ်နိုင်ဘူးတဲ့စာကထပ်ပြီးတော့ဖွင့်ပြထားတယ်တဲ့ဘာကြောင့်အရိယာမဖြစ်နိုင်တာလဲဆိုတော့နဝိတုဒ္ဓိဒီအကျင့်ဟာမစင်ကြယ်ဘူးတဲ့ကာမဂုဏ်ခံစားတဲ့အကျင့်ဟာမစင်ကြယ်ဘူးတဲ့နော်ပုရုဇဉ်တွေကမသိလို့ကျင့်ကြတာနော်ကာမဂုဏ်ခံစားတဲ့အကျင့်ဟာနဝိတုဒ္ဓိတဲ့မစင်ကြယ်ဘူးတဲ့နဥဒ္ဓမောတဲ့မြင့်မြတ်ခြင်းမရှိဘူးတဲ့ကောင်းလိုက်တဲ့အဖွင့်တွေနော်နဝိတုဒ္ဓိမစင်ကြယ်ဘူးတဲ့အဲ့တော့နိဗ္ဗာန်ဆိုတာကဝိတုဒ္ဓိတရားမလားနိဗ္ဗာန်ဆိုတာဝိတုဒ္ဓိဟုတ်တယ်မလားဝိတုဒ္ဓိဆိုတာဘာလို့တာတော့စင်ကြယ်တာစင်ကြယ်တာဟုတ်တယ်မလားအဲ့ဒီစင်ကြယ်တဲ့ဝိတုဒ္ဓိဖြစ်မှသာလေဝိမု ക്തി လို့ခေါ်တဲ့နိဗ္ဗာန်ကိုအာရုံပြုနိုင်မှာပေါ့ဟုတ်တယ်မလားဒါကြောင့်နိဗ္ဗာန်ကိုဝိမု ക്തി လို့လည်းဖွင့်တယ်ဒါကြောင့်အဲ့ဒီနိဗ္ဗာန်လို့ခေါ်တဲ့ဝိမု ക്തി ဝိတုဒ္ဓိဖြစ်ဖို့ရာအတွက်တဲ့ကိုယ့်ရဲ့တဏ္ဍာမှာဘာလို့ဖို့လို့တော့ဝိတုဒ္ဓိစင်ကြယ်ဖို့လို့တယ်အဲ့တော့နေ့စဉ်နေ့စဉ်ဒုဒကဓမ္မတွေကျင့်နေတဲ့အကျင့်တွေဟာဝိတုဒ္ဓိဖြစ်ဖို့အရေးကြီးလာပြီအဲ့တော့ကာမဂုဏ်ခံစားတဲ့လက်ဝဲလန်းကြီးကိုလိုက်နေမယ်ဆိုရင်တော့နဝိတုဒ္ဓိမစင်ကြယ်ဘူးတဲ့နဥဒ္ဓမောမမြင့်မြတ်နိုင်ဘူးတဲ့မမြင့်နိုင်ဘူးဆိုရင်ဒီအကျင့်ဒီတဲ့ကိုယ့်ရဲ့တဏ္ဍာမှာတဲ့ကာမဂုဏ်ကိုခံစားတိုင်းဝိတုဒ္ဓိလမ်းစဉ်ကသွေးဖွဲနေပြီမစင်ကြယ်တဲ့အကျင့်ကိုကျင့်နေပြီမမြင့်တဲ့အကျင့်ကိုကျင့်နေပြီမစင်ကြယ်တဲ့အကျင့်ကို
လာကျင့်နေတဲ့ညကာလပတ်လုံးစင်ကြယ်တဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားဒါကြောင့်မြတ်စွာဘုရားကသုတ်တော်သောစေယံနိဗ္ဗာန်ဆိုတာကသောစေယံဝိတ္တုဒ္ဓိတရားစင်ကြယ်တဲ့တရားအဲ့ဒီစင်ကြယ်တဲ့နိဗ္ဗာန်ကိုစင်ကြယ်တဲ့လမ်းကြောင်းကရှောက်ရမှာနော်အဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာရှိနေတဲ့စိတ်ဒီတဲ့သီလသမารိပညာလို့ခေါ်တဲ့မဲ့ခင်အကျင့်လာဓမ္မစကြာဒေသနာတော်လို့ပြောလိုက်မယ်ဆိုရင်လက်ဝဲလဲလက်ရလန်းကိုလွန်မြောက်ပြီးတော့မှဣတိကောအံပေဥဘောလာအနုပကမမစ္စည်းမပရိပဒါလို့ဆိုတဲ့အတိုင်းပဲမစ္စည်းမပရိပဒါလို့ခေါ်တဲ့လာအလေလန်းကိုလိုက်ရမှာလက်ဝဲလန်းကိုလိုက်ရင်လည်းမစင်ကြယ်ဘူးလက်ရလန်းကိုလိုက်ရင်လည်းမစင်ကြယ်ဘူးဘယ်လန်းကလိုက်ရမှာတော့အလေလန်းလို့ခေါ်တဲ့မစ္စည်းမပရိပဒါလန်းကလိုက်ရမှာအခုမြတ်စွာဘုရားကဘာကိုစအရင်ပြောနေလဲဆိုရင်ဒါလက်ဝဲလန်းကိုလိုက်မိတဲ့အကျင့်ကိုပြောနေတာနော်ကာမဂုဏ်ခံစားတဲ့လန်းကဘာလန်းတော့အေးကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်မယ်ဆိုရင်နံပါတ်1ဟိနောဒီအကျင့်ဒီယုံညံ့တဲ့အကျင့်ကာမောရွာသူတွေရဲ့အကျင့်ပုရုဇဏီကောအန္တဘာလပုရုဇဉ်တွေရဲ့အကျင့်အနအရိယောတဲ့အရိယမဖြစ်နိုင်တဲ့အကျင့်နောက်ဆုံးကဘာဟောတော့အနတ္တတန်ဟိတောတဲ့ဘာမှအကျိုးတရားမရနိုင်ဘူးတဲ့ဟောမြတ်စွာဘုရားပြောပြီနော်အဲ့တော့ကာမဂုဏ်ခံစားတဲ့အကျင့်ကိုမရှောင်ဘူးဆိုရင်အနတ္တတန်ဟိတောဘာမှမရနိုင်ဘူးတဲ့မှန်လိုက်တာဒီစကားကဒုရခဓမ္မတွေတန်တရားတစ်ချောင်းလုံးမှာဒီအကျင့်ကိုမရှုံးခဲ့လို့အနတ္တတန်ဟိတောဖြစ်ခဲ့တာမလားကိုယ့်ရဲ့တဏ္ဍာမှာဘာမှစင်ကြယ်ခြင်းတရားတွေမရှိခဲ့ဘူးကာမဂုဏ်ခံစားတဲ့အကျင့်ကိုကျင့်နေတာဖြစ်တဲ့အတွက်ကြောင့်လက်ဝဲလန်းကြီးကိုလန့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အနတ္တတန်ဟိတောဘာမှမရခဲ့ဘူးတဲ့ဒီအကျင့်ကိုကျင့်မယ်ဆိုရင်တော့ဒီအချက်၅ချက်နဲ့ကြီးစုပြုပြီးတော့တန်တရားလဲလိမ့်မယ်နားကိုလဲရဲ့လားအေးဒါနေ့ဒီနေ့ကတော့ဘုန်းကြီးကစတင်ပြီးတော့မှဓမ္မစက္ကပောဒနာတုတ်ကိုဟောတယ်လက်ဝဲလန်းကိုစပြီးတော့ဟောတာပေါ့နော်ဒါကြောင့်ဒုက္ခဓမ္မတွေဟာမြတ်စွာဘုရားဟောကြားထားခဲ့တဲ့ဓမ္မစကြာဒေသနာတော်ကြီးကိုသိချာလေ့လာသုံးသပ်ပြီးတော့မှကာမဂုဏ်ခံစားတဲ့လက်ဝဲလန်းကြီးတို့ဖြစ်ငါတို့ဉာဏ်ထဲမှာယွံမုံသိမ့်ပြီညင်းငွေသိမ့်ပြီလို့နားလေသဘောပေါက်ပြီးတော့မှမစ္စည်းမပရိပဒါအလယ်လန်းကြီးကိုကိုယ်စီရှောင်လန်းနိုင်ကြပါစေကုန်သတည်း